အခဲလားအခက်အခဲတဲ့ကြားရတာနဲ့နည်းနည်းတော့ကောင်းရှုပ်စေရပဲရှုပ်ဆိုအခက်ခဲဆိုတာမျိုးကအစင်မပြေမှုတွေအသားမကျမှုတွေနဲ့စိတ်ဖိစီးစရာတွေကိုဒါပေမဲ့ဒါဟာဘဝအကြောင်းသိမသိသေးတဲ့ comfortable life ကိုတက်တောင့်တက်တာဘဝကိုပဲဖြတ်တန်းဖို့တဲ့သူတွေအတွက်သာကြောက်စရာစကားလုံးတစ်ခုဖြစ်မှာပါဘယ်နေပေမှာမဆိုအများမတူပဲထိုးဖောက်အောင်မြင်နေတဲ့သူတွေပန်းနိုင်တစ်ခုအတွက်ယုံကြည်ရာတစ်ခုအတွက်ဖြတ်တန်းနေသူတွေအတွက်ကတော့အခက်အခဲဆိုတာတာမန်တမယိုးကြဖြစ်စဉ်လေးတစ်ခုဒါမှမဟုတ်စိတ်လှရှားစရာအနေအထားတစ်ခုလိုပဲမြင်ကြပါလိမ့်မယ်အခက်အခဲဆိုတာခက်ခဲရုံပဲရှိသေးတာကြာရှုံးလာတာမဟုတ်သေးဘူးငငယ်ကထိုင်မဲထိုင်တက်ရုံကနေအခုလိုမတ်တရလန်းလျှောက်တက်ဖို့တောင်ခါပေါင်းများစွာလဲကြခဲ့ရတာမဟုတ်ဘူးလားအဲ့တော့မင်းတို့ချင်းတဲ့အိမ်မက်တွေကအဲ့လားလွယ်ကူနေပါမလားအခက်အခဲတွေကြာရှုံးမှုတွေဆိုတာဟာမင်းဟာတစုံတစ်ခုကိုစူးစမ်းလှုပ်ဆောင်မှုကြောင့်ဖော်ပြနေတာပါဆိုတော့မင်းအခက်ခဲကြုံဖို့ရင်မင်းစူးစမ်းဖို့လိုပဲမင်းကြာရှုံးဖို့ရင်မင်းကတာမန်ထက်ပိုတဲ့အားထုတ်မှုကိုလုပ်ဖို့လိုပဲဆိုတော့စူးစမ်းပါဘဝမြင့်တဲ့ထက်မြင်လာလေအခက်ခဲဆိုတာပုံများလာလေပိုကြီးလာလေပါအဖြူရှိရင်အမဲရှိတယ်လို့အခက်ခဲရှိရင်ဖြည့်ရှင်းနည်းဆိုတာရှိပါတယ်မင်းဖြည့်ရှင်းခြင်းဖို့တော့လိုတာပေါ့ရင်ဆိုင်လိုက်ပါမင်းရဲ့ကိုယ်ပိုင်စိတ်ဓာတ်အရေးအချင်းနဲ့အဲ့ဒီအခက်ခဲဆိုတဲ့မုံတိုင်းကိုရဲရဲတာဝင်တိုးလိုက်ပါမုံတိုင်းပြီးလို့လေပြေလာတဲ့အချိန်ကြံခဲ့တဲ့မိမိကိုယ်ကိုဂုဏ်ယူလေးစားမှုနဲ့အတွေ့အကြုံသင်ခန်းစာတွေကတက်တီနဲ့ပိုကောင်းတဲ့ဘဝတစ်ခုစီကိုဥတီပေးလိုက်မယ်စူးစမ်းနေတဲ့၍အခက်ခဲဆိုတာသူများထက်ရှိနေအောင်မှာမို့သူကလာမိတ်ဆက်တဲ့အခါအခက်ခဲလားလို့မင်းနိုင်တဲ့အထိအခက်အခဲဟာမင်းအတွက်ရင်ခုန်စရာတမက်ကရှန်ကားလေးဖြစ်နေပါစေ။